Hello အားလုံးပဲမင်္ဂလာပါရှင်။ဇင်ကဒီနေ့မှာတော့ငချင်းလေးကိုငရုတ်သီးခွဲချမ်းလေးနဲ့ကြော်နှက်ပြီးတော့ဗမာချက်လေးကိုဘူးသီးလေးနဲ့ချက်မှာဖြစ်ပါတယ်။ဘာလဲချက်နေရလဲ။ဒီနေ့တော့ဇင်ကတကယ်ချင်းလေးရဲ့နေအိမ်မှာတကယ်ချင်းနေရဲ့အိမ်မှာပေါ့နော်ဇင်ကနေပြီးတော့ဘာချက်နေရလဲဆိုတော့စတားဘူးသီးအရင်တောက်ကလေးရဲ့အားကြော်လေးကိုကြော်ပြီးတော့ငချင်းလေးကိုပေါ့နော်ကြော်သွားလို့ရှိရင်ငရုတ်သီးခွဲချမ်းလေးနဲ့တက်မှာဖြစ်ပါတယ်။ချင်းလေးပါဒီရင်းချိုလေးကောင်းလိုက်တာဒီဘာလေးချက်လုပ်ပြီးပြီလဲအခုငါးချိုလေးကိုညချင်းလေးကိုနေဖိတ်ချမ်းလေးနဲ့နှပ်ပြီးသွားပြီအခုစစားလေးရပါပြီစားချင်ပါဦးအခုဇင်ကဘူးတီးနဲ့နော်ဘူးတီးနဲ့ဗမာချက်ကလေးနဲ့ကိုဒီတာပုံစံလေးချက်နေစတားလေးကိုရေလုံးထားပါခုဆိုလို့ရှိရင်ဇင်ကနောက်ဟင်းတစ်ခွက်ချက်ဖို့အတွက်ချက်သားနဲ့ဘူးတီဟင်းလေးချက်ဖို့အတွက်ချက်သွန်စီတက်နေရပဲဖြစ်ပါတယ်ချက်သွန်စီတက်နေတာကိုလည်းဦးဆက်ကြီးရဲ့ငရုတ်သီးအဆက်မုတ်လေးနဲ့ဇင်ဟာစီတက်မှာဖြစ်ပါတယ်စတာဘူးတီကြီးလေးလက်ချက်သွားပါပြီအဲတော့ဇင်တို့ကဒီနေ့ငါးချိုကိုငရုတ်သီးလေးနဲ့နှက်ထားတာလေးရဲ့စက်ဘူးတီလေးရဲ့ဒီမှာသူ့စီကအစုံလေးရဲ့သူ့စီရတော့အစုံလေးတောင်ရှာတီးပါတယ်ဒီမှာတရက်တီးပါမယ်ခါကျဲပါမယ်ရှောက်ရွက်ဟွာပါလေပထွားတီးဒီမှာနော်နန်းနန်းလေးသူစီနဲ့အဲ့ဒါကိုဘာနဲ့စားမလဲဆိုတော့ဒီမှာပါရှေးလေးရဲ့ပြီးရကျူပါဟုတ်ပြင်းပြီးတော့ရှေ့ပေးရဲ့ဒီမှာငပိကျူဖြစ်တဲ့ကလေးနဲ့သူစရာစုံနဲ့စားမှာပါဒီဆိုလို့ရှိရင်အင်စက်တဲ့ blog လေးနဲ့ပြီးပါပြီနောက် blog တွေကြာလို့ရှိရင်လည်းဒီလိုအင်စက်တဲ့ video လေးထပ်ပြီးပေးမှာမို့လို့ဇင်ကိုစောင့်ကြည့်ကြပါစစ်တပါး